Real Madrid ကိုလုံးပြတယ်လို့မျိုး PSG ကိုလည်းလုံးပြမယ်ဆိုတဲ့အာဒီတာဂန္ဓာနေဒီပြဖြစ်သူအာဒီတာကတော့ PSG အသင်းကိုပထမအကြောင်းအမရီမှာရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ပြီးမှာတော့ဒုတိယအကြောင်းပြင်သစ်ပြည်မှာတော့ Real Madrid အသင်းကိုလုံးပြခဲ့တယ်လို့မျိုးအကောင်းဆုံးစွမ်းဆောင်ပြသွားမယ်ဆိုပြီးကြုံဝါသွားခဲ့ပါတယ်ဂန္ဓာနေဟာအင်ရှင်ဖြင့်အကန်ကစားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြောင်းပွဲစဉ်မှာပဲရစ်မျိုးသားတွေရဲ့တိုက်စစ်မှုဒမ်မီလီရဲ့တလုံးနဲ့သောဂိုးနဲ့အတူရှုံးနိမ့်သွားခဲ့ကြပြီးဘောလုံးပွဲကိုတက်ရောက်နိုင်မဲ့ခွင့်ရမိမ့်မိန်သွားခဲ့ကြတာဖြစ်ပါတယ်ဂန္ဓာနေဟာကွာတာဖိုင်နယ်အဆင့်မှာဥရောပပြည်ကြီး Real Madrid ကိုဖြုတ်ပြီးဆီမီဖိုင်နယ်ကိုတက်လှမ်းလာခဲ့ကြတာဖြစ်ပါတယ်စံပြခန်းလာတဲ့ဂန်းနာတွေဟာဥရောပပြည်မှာဆိုတဲ့ Real Madrid အသင်းကိုအိမ်ကွင်းမှာရောဝေးကွင်းမှာပါအနိုင်ယူထားခဲ့ကြတဲ့အတွက်အားလုံးကလည်းဂန်းနာတွေဟာဒီယာစီချန်ပီယံလိမှာပိုဆွဲလိမ့်မယ်ဆိုပြီးထင်ကြီးတွေပေးနေထားခဲ့ကြတာပါအဲ့လိုတော်တော်များများရဲ့ထင်ကြီးပေးခြင်းကိုခံထားရတဲ့အချိန်ရောက်မှာဂန်းနာတွေဟာပဲရစ်မျိုးသားတွေကိုကပ်ပြီးရှုံးနေထားခဲ့ကြတာဖြစ်ပါတယ်ဂန်းနာတွေအတွက်ပိုလူပွဲကိုတက်ရောက်ဖို့အတွက်မျှော်လင့်ချက်တွေရှိနေသေးတယ်လို့ဆိုရမှာဖြစ်ပေမဲ့အိမ်ကွင်းမှာရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရတာဟာနည်းနည်းတော့စိုးရိမ်စရာဖြစ်စေခဲ့တယ်လို့ဆိုရမှာပါကန္နာရဲ့နီးပြပြသူအာဒီတာကတော့ပထမအကြော့မှာရှုံးနေထားခဲ့ပေမဲ့လည်းဒုတိယအကြော့ပြင်သစ်ပြည်မှာ special ခြေစွမ်းတွေပြသသွားဖို့လိုအပ်နေကြောင်းအသင်းသားတွေကိုကြိုတင်မောင်းတင်သွားခဲ့ပါတယ်ထိထိုက်တွေးဆုံမှုအစင်လာအရာအာဆင်နယ်အသင်းဟာအသာစီးရခဲ့ပေမဲ့ယခုတကောင်အိမ်ဝင်းပွဲစဉ်မှာတော့ပြိုင်ဘက်ထက်သာလောင်ကစားနိုင်ခြင်းမရှိပဲတိုင်တီဘောတွေကြောင့်သာယခုထက်ပိုပြီးဂုဏ်ပြတ်ခဲ့ကြတာပါလာမယ့်ဒုတိယအကြော့ပွဲစဉ်ကအဝေးကွင်းဖြစ်နေတာကြောင့်ကန္နာတွေအနေနဲ့ယခုထက်ပိုပြီးအားကုန်ထုတ်သုံးဖို့လိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်ပရက်ဒစ်မျိုးသားတွေနဲ့ကစားမဲ့ဒုတိယအကြော့ပွဲစဉ်မတိုင်ခင်မှာအာဒီတာကအခုလိုဖွင့်ဟသွားခဲ့ပါတယ်ကျွန်တော်တို့အခုမှဖရာဝိုင်းကစားရခဲ့သေးတယ်လို့မျိုးပါပဲရီယယ်နဲ့ပွဲတွေတုန်းကကျွန်တော်ပြောခဲ့သလိုပေါ့လာမယ့် Paris နဲ့ပွဲစဉ်ဟာအကောင်းဆုံးဆွမ်းဆောင်ပြသွားမှာပါလုံနိုင်တာထက်ကိုပိုလုံးပြသွားမှာပါပြိုင်ပွဲအသင်းကလည်းကောင်းတယ်လို့ကျွန်တော်တို့အသင်းကလည်းကောင်းခဲ့ပါတယ်သူတို့အသင်းကဂိုးရဖို့ကြိုးစားအားထုတ်မှုပိုင်းမှာပို့ပြီးတော့စွမ်းထက်နေခဲ့ပါတယ်နောက်တစ်ခုကသူတို့ဂိုးသမားကလည်းတေလောက်အောင်ကောင်းခဲ့ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီရလက်ပဲရခဲ့တာပါလာမယ့် Paris မှာကစားမယ့်ပွဲမှာပိုကောင်းအောင်စွမ်းကုန်ကစားပြဖို့လိုအပ်တာပါဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ကန္နာရဲ့ကစားမဟောင်းကြီးဖြစ်တဲ့ Iran Wright က PSG ကိုအမရိမှာရှုံးနေခဲ့တဲ့ဆီမီဖိုင်နယ်ပထမကြော့ပွဲစဉ်ကအာဒီတာရဲ့နီးပြူအကြောင်းအားသိမ်းမိခဲ့တယ်လို့ဝန်ခံသွားခဲ့ပါတယ်။ Iran Wright ကအာဆင်နယ်ရဲ့လေးလံထိုင်ပိုင်းနဲ့စတင်မှုတွေကြောင့်အားသိမ်းခဲ့ရပြီးဂန်နာတွေဟာ PSG ကိုလှုပ်ချင်တိုင်းလှုပ်ခွင့်ပေးခဲ့တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ Iran Wright ကကျွန်တော်ဒီအသင်းနဲ့ပတ်သက်ပြီးအပြူသဘောမဆောင်တဲ့အရာတွေမပြောချင်ပါဘူး။ဒါပေမဲ့ပွဲစတင်ပုံကတော့အရန်အံ့ဩသင့်မိတယ်။အဲ့လိုစတင်လိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ခဲ့ဘူး။ပွင့်လင်းပြောရရင် PSG ကအာဆင်နယ်တိုင်းစစ်ကြောင့်နောက်ပွဲဆုံးနေရမယ်ထင်ထားတာပါ။ဒါပေမဲ့စန့်ကျင်မဲ့ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့သူတို့ကို pressing ပေးနေတင်ပါတယ်ဒါပေမဲ့အဲ့လိုမဖြစ်ခဲ့ပါဘူးအရန်အပြူသဘောဆောင်တဲ့စကားမပါပဲပြောရရင်ဒါဟာစိတ်ပြည့်စရာကောင်းတဲ့အရာပါပဲကျွန်တော်တို့ပွဲကိုစတင်တဲ့ပုံစံမှာလှည့်ကွက်တွေလွဲချော်ခဲ့တယ်လို့ထင်ပါတယ်အော်ဟေးဖို့အစင်းသင်းဖြစ်နေတဲ့ပရိသတ်အုပ်ကြီးရှိနေတာကိုခွင်ကောင်းမယူခဲ့နိုင်ဘူးကျွန်တော်တို့တကယ်ကိုပုံစံပြတ်သွားခဲ့တယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စတင်တင်တယ်လို့တွေးထားတဲ့ပုံစံတိုင်းမစတင်နိုင်ခဲ့လို့ပါအဲ့ဒီအတွက်ကျွန်တော်ရန်အံ့သိမိပါတယ်ကျွန်တော်အာဒီတာရဲ့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဘာပြောမလဲကြားချင်ပါတယ်သူပွဲစတင်ပုံနဲ့ပတ်သက်ပြီးဘာလို့ပြောမလဲသိချင်လို့ပါခင်ဗျားအနေနဲ့ PSG တော့အသင်းမျိုးကကိုယ့်အိမ်ခွင်လာကစားတဲ့အခါနောက်မှထိုင်နေပြီးသူတို့တွေခံစစ်ကနေတိုက်စစ်စပြီးကွင်းလယ်ကိုအလွယ်တကူကြော်လာခွင့်ပေးတာမျိုးကြီးကြတော့ကျွန်တော်ဘလို့မှနားမလည်နိုင်ဘူးဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်